လိုအပ်မှတတိရတတ်တဲ့တငယ်ချင်းမျိုးဆိုတာဖတ်ပြမယ်တခြားနားထောင်နော်လူတိုင်းဘဝမှာတငယ်ချင်းဆိုတာမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါပျော်ရွှင်ချိန်မှာဖြစ်စေဝမ်းနည်းချိန်မှာဖြစ်စေကိုယ်နဲ့အတူတူဘေးမှာရှိပေးနိုင်တဲ့သူကိုပဲတငယ်ချင်းလို့ခေါ်တာပါဒါပေမဲ့တငယ်ချင်းတိုင်းကတူညီတဲ့စိတ်ခံစားချက်နဲ့တူညီတဲ့နှလုံးသားရှိမှာမဟုတ်ပါဘူးတချို့တငယ်ချင်းတွေကကိုယ်အစဉ်ပြေတဲ့အချိန်မှသာလာရောက်နီးစပ်ပြီးကိုယ့်ဘဝအခက်ခဲတွေနဲ့ရောက်သွားတဲ့အခါတိတ်တဆိတ်ပြောက်ွယ်သွားတတ်ကြပါတယ်တချို့တငယ်ချင်းတွေကတော့ကိုယ့်ကိုမေ့ထားတယ်လို့နေပြီးတခုခုလိုအပ်တဲ့အချိန်မှသာမေ့ထားတဲ့နံပါတ်ကိုပြန်ခေါ်လာကြတယ်အဲ့ဒီလိုသူတွေကိုလိုအပ်မှတတိရတဲ့တငယ်ချင်းလို့ခေါ်ရမယ်ထင်တယ်ဒါဟာသူတို့ရဲ့အမှန်တကယ်ချစ်ချင်းတရားမဟုတ်တလို့သူတို့ရဲ့နှီးစပ်မှုကလည်းတည်မြဲနေမယ်လို့သတ်မှတ်လို့မရဘူးသူတို့ရဲ့ဆက်ဆံရေးကလိုအပ်ချက်ပေါ်မူတည်ပြီးအမြဲပြောင်းလဲနေတတ်တယ်အဲ့လိုတကယ်ချင်းတွေကိုမမုန်းလိုက်ပါနဲ့ဒါပေမဲ့နှလုံးသားထဲမှာအရေးကြီးနေရာတစ်ခုကိုတော့မပေးလိုက်ပါနဲ့ဘဝမှာတကယ်လိုအပ်တာကကိုလိုအပ်နေတဲ့အချိန်မှသာမဟုတ်ပဲမလိုအပ်တဲ့အချိန်မှာပါဒီမှာရှိနေပြီးနားလည်ပြီးနိုင်လို့ပေါ့အချိန်တွေကတနေ့ပြီးတစ်နေ့ပြောင်းလဲဖြတ်တန်းသွားတဲ့အခါသူကအမှန်တကယ်ဖြစ်ပေါ်ရတယ်ဒီရဲဒီတဲ့ဒီဆိုတာသိလာတယ်ဒါကြောင့်ဘိုးအမတတိရတဲ့တငယ်ချင်းတွေကိုအသိအမှတ်ပြုလိုက်ပါဒါပေမဲ့သူတို့နဲ့ပတ်သက်ပြီးကိုယ်နှလုံးသားကိုတော့တတိပြုကာကွယ်ထားပါကျမတို့ဘဝရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့သေချာပေါက်အရေးကြီးတာကတန်ဖိုးရှိတဲ့ဆက်ဆံရေးတွေကိုသာထိမ့်သိမ့်ပြီးအမှန်တကယ်ရှိတဲ့သူတွေကိုတန်ဖိုးထားနိုင်ကြပါလို့ဆိုတဲ့စာပေလေးကိုမင်းရနေပြီးတော့မိတ်ဆွေတွေကိုဖတ်ပြပေးသွားတယ်။ဒါကြောင့်မလို့မိတ်ဆွေစီမှာတငယ်ချင်းတွေရှိတယ်ဆိုရင်အဲ့တငယ်ချင်းကမိတ်ဆွေကိုလိုအပ်မှလာပြီးတော့တတိယကြသလားလိုအပ်မှလာပြီးတော့ခေါ်ကြသလားဆိုတာကိုဘသူကဘယ်မှာရှိတယ်ဘသူကကိုခက်ခဲနေတဲ့အချိန်မှာကိုကိုအလားမှအမြဲတမ်းရှိနေပေးတယ်ဆိုတာကိုမိတ်ဆွေကိုသိဖို့မထင်ပါဘူးနော်အခုလိုမျိုးမငင်းရဲ့အကောက်မှာမိတ်ဆွေတစ်တိုးလာတဲ့အတွက်လဲကျေးဇူးများချီးတင်ပါတယ်